စားရောက်ကြတဲ့အချိုးနဲ့မင်းအခုထွက်တော့မယ်အချိုးကတပုံစံနဲ့ပဲပုံစံနဲ့ပဲ Stop it. Get some help. အမြင်ကတော့နှမျောဖို့ကောင်းတယ်လို့မြင်တာပဲ ကျွန်တော်တို့နှစ်ယောက်ကိုကိုဖြိုးမင်းထွန်းကသမင်းဆိုင်ခေါ်သွားတယ်ဒါပထမဆုံးပဲ Nice. Hi ကိုဖြိုးငါရဲ့ first baby လေး ကိုပြိုးတော့စတောင်းကားလေးပြောပြပါဦးနော် ဟုတ်ကဲ့ဖြိုးလေးနဲ့တွေ့ခဲ့တာတော့လွန်ခဲ့တဲ့6နှစ်လောက်ခရေစပြီးတော့တွေ့ခဲ့တာအလုပ်တွေလည်းအများကြီးလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့ကြတော့အရင်လုပ်တွေကတော့မပြောလို့တော့ဒီအလုံးနဲ့ပတ်သက်ပြီးပြောရမှာဆိုလို့ရှိရင်တော့ဒီနေရာဒီလိုအခြေအနေမျိုးရောက်လာတဲ့အထီကိုဆွဲခေါ်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်ပြီးတော့လက်တွဲပြီးအတူတူအလုပ်လုပ်ခဲ့ရတဲ့ဟာမှာလည်းအများကြီးအကျိုးရှိခဲ့တယ်အဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အလုပ်တွေမှာလည်းအခက်အခဲတွေထပ်ကြုံလာရတဲ့အခါကြလို့ရှိရင်လည်းလွယ်လွယ်ကူကူနဲ့ကြော်ဖြတ်နိုင်ပါစေပို့ပြီးတော့လည်း skill ချမ်းနဲ့ဆရာကြီးတယောက်ဖြစ်လာပါစေလို့ပဲဆုတောင်းပါတယ် ပြောမယ်ဆိုလို့ရှိရင်တော့ညီမဝင်တော့ကတော့ပြောမယ်ဆိုလို့ရှိရင်ညီမဆက်ဆက်ဝင်ကျင်တော့ကျတော့ design team မှာကိုဖြိုးရယ်ကိုမင်းရယ်ပြီးတော့ကိုတယောက်ပေါ့နော်သူတို့ပဲရှိရယ်ဒါပေမဲ့ဆက်ဆက်ကျင်မှာတော့အရင်မရင်းနေသေးဘူးပေါ့နော်ကိုဖြိုးနဲ့ကညီမနဲ့ကဘယ်တော့လောက်ရင်းနေလာလဲဆိုတော့ဒီ2024ဟိုတောင်မှသွားနှစ်ဝက်လောက်မှစပြီးရင်းနေလာပေါ့နော်ဆက်ဆက်ကျင်တော့ဒီတိုင်းပဲဒီလောက်ပေါ့ကင်ဖက်လောက်ပဲစကားပြောဖြစ်တာများဘာလို့ဆိုတော့ညီမကလည်း introvert ဆိုတော့လည်းနည်းနည်းအနေအေးတဲ့သူဆိုတော့တိတ်စကားမပြောဖြစ်ကြဘူးပေါ့နော်ဒီနောက်ပိုင်းဒီဘက်ပြောင်းလာတော့အခါကြာမှနည်းနည်းပပစကားပြောပြီးတော့ရှင်းကြီးလာတယ်ပေါ့ဟုတ်ဆိုအသက်ဘယ်လောက်လဲမေးနေမှာကိုဖြိုးမင်းထွန်းကိုအဲ့ဒီကစကားပြောမှုဆိုကြည့်တယ်ကွာအေးမဲ့လူဆိုတော့တတိထားမိလိုက်တယ်ပေါ့နော်နောက်ကြီးကြီးမားမားအဲ့လိုနှစ်ကိုကြားအမှတ်တရကြီးကတော့အဲ့လိုမျိုးကြီးတော့မရှိပါဘူးသူကတော့ဂိမ်းဆော်တာကြိုက်တယ်အဲ့လိုဂိမ်းအကြောင်းတွေပါလေမေးနေနည်းနည်းဘယ်လိုပြော communicate လုပ်တယ်အဲ့လောက်ပါပဲဘာမှကြီးကြီးမားမားတော့မရှိပါဘူးဆိုတော့လောက်ပြောင်းရမယ်ဆိုတော့အဆင်ပြေပါစေပေါ့နော်ဒီလိုပဲအားလုံးကခဏချီလာဖြစ်မယ်ဒီလုံးဝမဟုတ်ပါဘူးဘယ်လုံးမဆိုပါပဲအဲ့တော့ကိုဖြိုးမင်းထွန်းဒီပြောင်းသွားတဲ့အချိန်အစားပြီးတော့ပြောင်းလဲတဲ့အတူတက်မှုကောင်းတွေဖြစ်ပါစေပေါ့ဒီလိုပဲဆုတောင်းပေးပါလား Hi ကိုဖြိုးငါရဲ့ first baby လေးငါတို့ AIC ရောက်တော့ငါကိုဖြိုးနဲ့မိုင်းစုနဲ့နှစ်ယောက်ပဲရှိရပါတော့အဲ့တော့ငါ marketing team မှာdesign ကကျတော့ကိုဖြိုးပြီးတော့ရင်ဒီမိုင်းစုကကျတော့တန်တဲ့ content ရေးတဲ့အပိုင်းနေဆိုတော့ဒီစောင့်ဝင်ကလေးကကိုဖြိုးအဲ့တော့ငါဆိုရင်တရုံလုံးရဲ့အငယ်ဆုံးလို့လည်းပြောလို့ရတယ်ပေါ့နော်နောက်ပိုင်းရတနာရောက်လာမှတာကိုဖြိုးအငယ်ဆုံးပြုတ်သွားတာ哦ဆိုတော့AIC မှာဒီစပြီးတော့မှဝင်ကလေးကအခုချိန်ထိကအရင်နေ့ဆုံးတငယ်ချင်းတို့လည်းပြောလို့ရတယ်ပြီးတော့အခါကျတော့ကိုယ့်ရဲ့မောင်လေးလိုမျိုးလည်းပြောလို့ရတယ်ပြီးတော့ဒီဝင်ချင်းမှာဒီအငယ်ဆုံးကလေးဆိုတော့အခုချိန်ထိကိုဖြိုးအနေနဲ့အများကြီး mature ဖြစ်လာတယ်ပြီးရင်ဆိုရင် skills တွေလည်းအများကြီးတိုးတက်လာတယ်အရင်အထက်ဆိုင်ရင်ပြီးတော့အရင်ကကျတော့အရင်အနေအေးရဲ့စကားနဲတယ်ဒါပေမဲ့အကုန်လုံးပြောကြရပါတော့ကိုဖြိုးကစကားနဲတယ်တကယ်တော့ကိုဖြိုးကစကားမနဲဘူးကိုဖြိုးအရန်စွာတာအမတို့ဆိုပြောကြရထားနေဆိုရင်အရန်စွာတယ်ပေါ့နော်အဲ့လိုဆိုတော့ဖြတ်တန်းခဲ့တဲ့ဒီ3နှစ်ဝန်းကျင်လောက်မှာအမတို့အမှတ်တရတွေအများကြီးရှိခဲ့တယ်ပြီးရင်ဆိုရင်ဒီလိုပျော်ခဲ့ရတဲ့ဒီလိုမျိုးခရီးအတူတွားခဲ့တာတွေ event တွေအတူလုပ်ခဲ့တာတွေဆိုတော့ပြီးရင်ဆိုရင်တောင်းနဲ့စကားနာထိုးတယ်ပြီးရင်ဆိုရင်စိတ်ဆွမ်းစားကြတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီလိုအမတ်တရားတွေအများကြီးအတွက်လည်းအများကြီးကျေးဇူးတင်တယ်ပြီးတော့ရှေ့ဆက်ရမယ့်ကိုဖြိုးရဲ့ဒီ career တိုင်းမှာဆက်စားရအကုန်လုံးအဆင်ပြေပါစေဒီလိုချောမောလာပါတဲ့အမဒီလိုမျိုးတဘောကောင်းတဲ့အမနဲ့တော့ထပ်မတွေ့ရပြီမယ်ပေါ့နော်အများကြီးအဆင်ပြေပါစေပြီးတော့ဒီရဲ့personal life မှာလည်းချစ်ရတဲ့သူနဲ့အမြန်ဆုံးလက်တွဲနိုင်ပါစေအဆက်ဆက်ရအဆင်ပြေပါစေပြီးတော့ဒီမိသားစုထဲမှာဆိုလဲဖြူရတာတူရောတားဆိုတဲ့အချိန်ကြတော့ဒါအဖေတို့မေတို့တွဲခုံယူရတဲ့တားလည်းဖြစ်ပါစေအလုပ်တွေမတူကြဘူးဆိုပေမဲ့လှူချင်တာတစ်ခုရှင်းရင်လာပြီးတော့မှပူဇော်အောင်မှာပါနားပူအောင်မှာပါအဲ့ဒါကြောင့်မလို့ငါတော့ဒီဘက်မှာမရှိတော့ဘူးဆိုပြီးတော့မှစိတ်မအေးတော့ပါနဲ့ပြီးတော့တစ်ခုခုအမတ်တရားရှိတိုင်းကိုလာပြီးတော့မှလည်း messenger နဲ့လည်းလာနောက်ဆက်ပါမယ်ဖုန်းဆက်ပြီးတော့လည်းနောက်ဆက်ပါမယ်
အဲအကြောင်းမလို့ရုံးမှမရှိတော့ဘူးဆိုပြီးတော့မှလည်းမပြောတော့ပါနဲ့ဆိုတော့ဆက်စရအကုန်လုံးဆင်ပြေပါစေ I love you ဘုရားဒီကောင်လုပ်ခဲ့တယ်ငါအချိန်ဆုံးကတော့ Power Ranger ပဲနော်မင်းတို့ဘယ်ခါပဲရောက်မင်းတို့ Power Ranger အနီရောက်မင်းတို့ဘယ်တော့မှမင်းတို့မမေ့လိုက်နဲ့ဒါပဲကွာ အမတ်တရားကရောက်ချင်းနေပေါ့နော်ရောက်ချင်းနေတော့ဗာလဲဒီ Teams ဖွင့်လာမှာကွာ password လိုနေတာ password လိုတာလေညီမဖုန်းထဲက password ကိုရိုက်ပြောရမှာကိုဖြိုးကလုတ်ပေးရကွာအကူညီပေးရနဲ့မေးတော့ခါကျတော့ကိုကစကားကိုပြောပြီး2မိနစ်လောက်နေမှနားလေတဲ့သူကွာအဲ့နဲ့ကိုဖြိုးကpassword ကမေးတော့ခါကျတော့ဘာပြောရမှမသိဘူးဖြစ်နေတာဘာပြောရမသိဘူးလို့ကိုဖြိုးကငါ့ကိုဘာပြောရဒီနားလူကငါ့ကိုဘာပြောရလဲမသိဘူးပေါ့နော်ဘာမေးရလဲမသိဘူးဖြစ်နေတာကွာနောက်ကြမှာလို့ငါ password ကိုမေးရပဲဆိုပြီးကို password ကိုတော့မှကိုဖြိုးကမေးတာကိုပြောရမှာမပြောလိုက်နိုင်ဘူးကွာသူငါ့ကိုကြောင်တောင်လိုပဲထင်သွားမလားလို့ပေါ့နော်အဲ့ဟာပဲရှိရပြီးတော့ဘယ်လိုပြောရမလဲစဝင်စားရသူကဘေးနားမှာထိုင်နေသူဆိုတော့ဒါဘယ်လိုလုပ်ရလဲဘာညာအကူအညီပေါ့နော်အများကြီးရခဲ့တယ်အမြင်ကတော့နှမျောဖို့ကောင်းတယ်လို့မြင်တာပဲထွက်သွားရလေအလုပ်လုပ်တာလည်းတော်တယ်လို့ထင်တယ်နဲ့အတူတူဆိုလို့ရှိရင်တော့အခုသူနဲ့က graphic design နဲ့ပတ်သက်ပြီးအများကြီးအလုပ်တွေတွဲလုပ်ခဲ့တာဆိုတော့သူ scale တွေကလည်းသိနေပြီးသားပဲပြောစရာမရှိတော့ဆိုတော့သူနဲ့မတူတဲ့အခြားအရာတစ်ခုပေါ့ဥပမာ business နဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးတွဲပြီးတော့မြင်ကျင်တယ်သူ့လည်းမြင်ကျင်တယ်အခုလုပ်နေတဲ့ဟာနဲ့လည်းအချင်းချင်း knowledge sharing တွေပြန်လုပ်တဲ့ဟာမျိုးသူလည်းအခုဆိုရင်တစ်ပိုင်းတစ်တိုင်းသူကလည်းသူစတင်နေပြီဆိုတော့ကြတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးသူ knowledge တွေကို sharing လုပ်ပေးတာမျိုးတွေလည်းလိုချင်တယ်အကိုကိုယ်တိုင်လည်းအကိုသိထားတဲ့ဟာတွေကနေပြန်ပြီး sharing လုပ်ပေးတဲ့ဟာမျိုးလေးတွေအဲ့လိုမျိုးတွေပြန်ဆုံရတဲ့အခါကျလို့ရှိရင်အဲ့လိုပုံစံမျိုးလေးတွေနဲ့ပြန်ဆုံညံတယ်ပေါ့နော်ကျွန်တော်လည်းသူနဲ့စတွေ့ရတော့မကြသေးဘူးပေါ့ကျွန်တော်အလုပ်ဝင်တာတော့ဘာဘယ်လိုပြောရမလဲကျွန်တော်အလုပ်ဝင်တဲ့နေရာမှာအချိန်မှာတော့သူကကျွန်တော်စီနီယာပေါ့စီနီယာပဲသူကအကိုတယောက်လိုပါပဲအကိုလုံးပြောပြတင်ပေးတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီအလုပ်ထဲတွေမဟုတ်ပဲတခြားကျွန်တော်နဲ့ဆိုင်တဲ့ဘယ်လိုပြောလူမှုရေးနဲ့ဆိုင်တဲ့ဟာတွေလည်းအများကြီးတင်ပေးတယ်ကောင်းပါတယ်ကျွန်တော်ပေါ့လေတော်ကောင်းပါဖြစ်နိုင်လို့ရှိရင်တော့မှဆက်ပြီးတော့သူ့ရဲ့ပညာထပ်ယူရှင်နေတာပေါ့ဒါပေမဲ့လည်းခွဲခွာမဲ့အချိန်ရှိဘူးအရင်အလုံးမှာတော့ရှိခဲ့တယ်ပေါ့နော်ဒါလည်းဆက်ဆက်နေပဲပြောရမှာပဲအရင်အလုံးမှာတော့ကသူ့ရှစ်ဖိဖို့အချိန်လုံးသတိပေးခဲ့တာဒီလိုရောက်တော့ကိုရှစ်ပြန်ဖိခိုင်းတော့မယ်ဆိုပြီးတော့သူစတယ်ဟောဒါအမှတ်တရပဲသူမမေ့ဘူးပေါ့နော်အဲတော့ဟာမမေ့ဘူးဆိုတဲ့သဘောကောင်းပါတယ်ဝမ်းတော့ကောင်းပါတယ်ဟိုမင်းနဲ့စပြီးတော့တီးခဲ့တာအောက်တိုဘာ2020 15ရက်အဲ့တော့ငါမျိုးလုံးဝတကယ်ဆရာကြီးလို့ထင်ခဲ့ငါအလုပ်စားရုံတော့မြန်ကောက်မန်နေဂျာလာလို့ရေးမေးခဲ့ရလေအဲ့တော့မန်နေဂျာမဟုတ်executive အဲ့တော့မင်းတို့က HR ဆိုတော့မင်းတို့ကတခါမှမမြင်ဘူးခဲ့တဲ့ကောင်နေလေအဲ့ကလေးကမင်းအချိုးကအဲ့ဒီစားရောက်ကလေးကအချိုးနဲ့မင်းအခုထွက်တော့မယ်အချိုးကတပုံစံနဲ့ပဲဘာမှလည်းမပြောင်းလဲပါချိန်ရတော့အများကြီးပေါ့ကွာဒါပေမဲ့ငါလည်းမင်းကိုခဏလောက်ပဲသတိရမှာပါအချိန်တစ်ခုကြာပြီးတရက်နှစ်ဆိုတော့မင်းကမေ့ချင်မေ့သွားမှာပေါ့မင်းကအရင်လွမ်းနေမယ်လို့မင်းမထင်နဲ့ကွာသိလားဒီလည်းကောက်သတိရနေမယ်လို့လည်းငါမယုံကြည်ပါတော့အလုပ်တစ်ခုရောက်ရင်လည်းအရာအလုံးစင်ပြီးပါပြီးတော့ဒီတက်ကောင်းတဲ့စကေးတွေလည်းထပ်ပြီးတော့ရပါတယ်လို့ကျွန်တော်ဆုတောင်းပါတယ်ကျွန်တော်တို့ကျွန်တော်လည်းကိုကူနဲ့အပြင်မှာတခြား business လုပ်ရှင်နေဆိုရင်တော့ကျွန်တော် digital marketing ပေါ့အဲ့လိုပုံစံမျိုးနဲ့တွားပြီးမှသူ့ရှယ်လည်းကျွန်တော်အဓိကပညာလည်းထပ်ယူရှင်သေးတယ်နောက်ပြီးတော့အပြင်မှာတွဲလို့ရလည်းပုံမိုက်မယ်လို့ထင်တယ်နောက်လို့တစ်ခုရောက်ရင်လည်းဘယ်လိုပြောမလဲဒီလက်ကောင်းတဲ့စကေးတွေအများကြီးရပါစေပေါ့ဒါတော့ကျမလည်းပြီးဆိုင်ပါပေါ့အမားလေးရွယ်လေးရတော့အမြဲတမ်းကြုံနေပေါ့နော်ဟိုပြောမှဆိုလို့ရှိရင်တစ်ခါကျညီမဘက်က prefer မပေးတာမျိုးဘာမျိုးအဲ့လိုမျိုးတွေလည်းရှိတယ်ပြီးတော့တစ်ခါကျသူ့ဘက်ကနေပြီးတော့အဲ့လိုမျိုးညီမပေးလိုက်တဲ့ prefer ကိုနားမလဲလို့သူ့ဘာသူလှုပ်လိုက်တဲ့အချိန်မှာနည်းနည်းကတော့ကဆလေးဖြစ်ရတော့ရှိရပေါ့နော်ဒီကြားထဲမှာဒါပေမဲ့လည်းဟိုအချင်းချင်းကတော့ဒါအလို့သဘောတရားဆိုတော့သူလည်းဘာမှအရင်ဆက်ဆက်တဲ့အဲ့လိုမျိုးပြဿနာကြီးရဖြစ်တဲ့လောက်ထိတော့မဟုတ်ဘူးเนาะအဲ့လိုမျိုးနည်းနည်းကလောက်ကစားလေးတော့ဖြစ်တယ်အဲ့ဒါတော့အစားတွေကတော့ပြီးသားလူလိုမြင်တယ်ကွာဘေးကနေကြည့်ရင်လည်းတိတာရဲ့အဲ့တော့ဘယ်နေရာရောက်ကွာဘယ်နေရာရောက်ဆိုတာဒီချက်ပိုကောင်းတဲ့နေရာမှာပို့ပြီးအဆင်ပြေပါစေလို့
really ဆိုတော့ဒီမှာကောင်းတဲ့နေရာရောက်သွားပဲကောင်းတယ်လို့ပဲပျော်တယ်လို့ပဲနေလိုက်တော့ပေါ့ကွာ အကိုဖြစ်ချင်တဲ့အရာဖြစ်လာပါစေလို့ပဲဆုတောင်းပေးပါဟုတ်ကိုဖြိုးက graphic design ပိုင်းညီမ content writer ပိုင်းဆိုဟုတ်နှစ်ယောက်ပေါင်းပြီးတော့အဲ့လိုမျိုး digital agency ထောင်တာမျိုးပဲဖြစ်ဖြစ်အဲ့လိုတစ်ခုခုပါနော်အဲ့လိုနေပယ်မျိုးသွားတာမျိုးပဲဖြစ်ဖြစ်လုပ်ကြည့်ချင်တာပေါ့နော်အဲ့လိုမျိုးလေးရောရှိပါတယ်ဟုတ် ဘယ်လိုပြောကိုပြောဖို့ကောင်းတယ်ပြောဖို့ကောင်းတယ်ချစ်ဖို့လည်းကောင်းကျွန်တော်စိတ်ကူးရကျွန်တော်ခံစား emotion တွေရပြောရမှာဆိုကျွန်တော်ဒီအလုပ်ကိစ္စအတွက်ပဲပါစင်နေမှာဆိုရင်တော့ဆောင်းရမ်းချစ်ဖို့ကောင်းတယ်လို့တကယ်ချင်းတယောက်အကိုတယောက်ရတယ်လို့ခံစားရတယ်ဒါတော့ဒီကျွန်တော်တလားအတွင်းပါပေါ့နော်အတရားတော့နော်သူကျွန်တော်ကြောက်ကြိုက်နေတဲ့အချိန်မှာလောင်ချာလေးနဲ့ပြစ်တာမတရားပါဘူးပေါ့နော်တော့မတရားဟုတ်ပေါ့ဒါကိုတယောက်ကိုခင်ပါတယ်ဟိုအဲကြောင့်ကျွန်တော်အင်ကြီးဒီဇိုင်းတွေကျွန်တော်အင်ကြီးရောင်းရင်ဗျာကျွန်တော်ကိုယ်ပိုင်လိုမျိုးအင်ကြီးရောင်းဖို့လည်းရှိတယ်ပေါ့ကျွန်တော်စပြီးလုပ်ချင်တယ်အဲ့တော့ကိုအင်ကြီးဒီဇိုင်းလေးနော်သူနဲ့ဆွဲပြီးတော့လိုမျိုးအင်ကြီးဆက်ပြီးတော့လုပ်ချင်တယ်အဲ့ဒါသူ့ကိုဆက်တွေ့ဖြစ်မှာပေါ့ဒီဇိုင်းနဲ့ပတ်သက်လာရင်လိုမျိုးဟိုတေချာပေါတော့သူ့ကိုဆက်တွေ့ဖြစ်မှာပေါ့နော်တတိယနေပါတယ်ပြီးတော့ထပ်မဟုတ်တတိယလည်းဘယ်လိုအများဖြစ်နိုင်တော့စုံနေတာပေါ့ဗျာဥပမာကိုဘော်ရာရင်းလို့စုံနေတာပေါ့လဲပေါ်ပိုက်နေပါဆိုတော့ကျွန်တော်အများကြီးသင်ပေးခဲ့တာပေါ့အခုလည်းပြောသူကျေးဇူးတွေအများကြီးပါအများကြီးလည်းကျေးဇူးတင်တယ်ထပ်ပြီးတော့လည်းဟိုစုံနေပါသေးတယ်ပေါ့နောက်ထပ်ပြောပြီးဆုံးသွားတော့ရင်တစ်ခုလုံးချေသွားလားကိုချင်းစားပါတယ်အိုးတငယ်ချင်းသိမဆမ်းမှုရှိစပီရိုတွေ့ကြရမှာပဲဆုံးရှုံးခြင်းကတို့တွေပြေမလို့နိုင်မောပန်းလို့တဲ့မင်းရဲ့လေးပြလေချစ်သေးလားကံကြမ္မာဆိုတာကချိုးတယ်လေခါတယ်လေအခုလေဒီလိုပေါ်အောင်မြင်လာရှုံးနေလိုက်လက်ချတဲ့ခိုက်ွယ်ခဲ့တဲ့မင်းနှလုံးသားအကြောင်းလေးကအမြဲတမ်းအမတရားပေါ်ရှိစေရမယ်မင်းရဲ့ဘဝတစ်တွေချစ်သေးလိုက်ငယ်ချင်း